မိုးရွာတန်နဲ့ဆူငန်နေတဲ့ညတညမှာအောင်မြတ်တယောက်ချစ်သူနဲ့ခွေးရမှာမို့ဘယ်သူမှမပြောပြနိုင်လောက်အောင်စိတ်ကူးအတွေးပေါင်းများစွာနဲ့အိပ်ပျော်သွားခဲ့တယ်။တနေ့ညနေခင်းမှာအောင်မြတ်ကချစ်သူမြတ်မြတ်ကိုစားတော့ဆိုင်တစ်ခုကိုခေါ်လာခဲ့တယ်။သူမျက်နှာမှာလည်းစိတ်လှုပ်ရှားမှုနဲ့စိုးရိမ်မှုတွေရောနှောနေတယ်။သူတို့နှစ်ယောက်အဆအစာတွေစားရင်ခဏအကြာအောင်မြတ်ကမြတ်မြတ်ကိုမြတ်ကိုမင်းကိုပြောဆန်ရှိရဲ့စိတ်မဆိုးနဲ့တော့မြတ်ဆိုပြီးချစ်ကြောင်တူတူလေးပြောလိုက်တယ်မြတ်မြတ်ကတော့ဘာမှပြန်မပြောပဲငြိမ်ငြိမ်လေးနားထောင်နေခဲ့တယ်မြတ်မြတ်ဟာကြောင်းတက်နေတော့မို့အစင်မပြေသေးကြောင်းပြောခဲ့တော့လဲအောင်မြတ်ကတော့ဆွေးမလျှော့ခဲ့ပြီနောက်တနေ့မြတ်မြတ်ရဲ့ကြောင်းဝင်းချဲအထိထပ်မံပြောခဲ့ပါသေးတယ်မြတ်ကိုမင်းကိုတကယ်ချစ်တာပါဒါပေမဲ့မြတ်မြတ်ကဘေးပတ်ဝန်းကျင်မှာလည်းကြောင်းသားများစွာရှိနေတော့ကြောင့်ရှက်ကလည်းရှက်တာနဲ့သူမရဲ့မျက်နှာပိုးတွင်လည်းစိတ်ရှုပ်နေတယ်လို့ဖြစ်နေပြီးတိတ်တိတ်လေးကောင်းခါပြလိုက်ပြီးအခန်းထဲသို့ပြေးဝင်သွားတယ်။ဒါအပြင်ကျောင်းကအပြန်လမ်းမှာလည်းအောင်မြတ်တယောက်အလျှော့မပေးပဲကြိုးစားပြောခဲ့ပါသေးတယ်။ဘယ်လောက်ပဲကြိုးစားပြီးပြောခဲ့မြတ်မြတ်ဖက်ကဟင်းဆိုတဲ့စကားကိုပဲပြောခဲ့ပါတယ်။တကယ်တော့သူမအောင်မြတ်ကိုမချစ်လို့မဟုတ်ပါဘူး။ကျောင်းသူတယောက်အနေနဲ့အချစ်ရေးကိုဦးစားမပေးချင်သေးလို့ပါစိတ်ထဲမှာလဲကိုအောင်ငှားကိုများမုန်းသွားပြီလားဆိုပြီးရည်ရွယ်ရင်းစိတ်မကောင်းဖြစ်နေရှာပါတယ်ဒီလိုနဲ့ကျောင်းတွေပိတ်သွားတဲ့အချိန်အောင်မြတ်မြတ်ကိုထပ်တွေ့ဖို့ချိန်လိုက်ပါတယ်မြတ်လဲအောင်မြတ်ချိန်တဲ့နေရာပန်းချံကိုရောက်တော့ပန်းစည်းလေးကိုင်းပြီးထိုင်ဆောင်နေတဲ့အောင်မြတ်ကိုတွေ့တော့သူ့ရင်ထဲနှလုံးခုန်တန်းတွေအဆက်မပြတ်မြန်လာတယ်လို့ခံစားလာရပါတယ်။အောင်မြတ်ကလည်းမြတ်ကိုမင်းကိုတစ်ချိန်လုံးစောင့်ခဲ့ပါတယ်။ကိုမင်းကိုအရန်လဲချစ်ပါတယ်။ပြီးတော့ကိုလက်ထပ်ခွင့်ပေးပါဆိုပြီးချက်ချင်းမြတ်ကိုအတင်းဆွဲဖောက်လိုက်တယ်။မြတ်ကဘာမှပြန်မပြောပဲအောင်မြတ်ရဲ့နှွေးချွေးလာတဲ့ရင်ခွင်ချဲမှာပဲငြိမ်ငြိမ်လေးပြုံးမိနေတော့တယ်မြတ်ဟာအိမ်မှာကြီးဆုံးသမီးဖြစ်တော့ကြောင့်မိမိအိမ်မှာလည်းအဆင်မပြေတဲ့အတွက်နည်းနည်းရရအဆူပြီးအလုပ်ရုံတစ်ခုမှအလုပ်ဝင်လုပ်ခဲ့တယ်တနေ့သူအလုပ်လုပ်ပြီးအိမ်အပြန်မှာမိုးအပြင်းအထန်ရွာနေတဲ့အတွက်မြတ်ဟာသူအလုပ်လုပ်တဲ့ရုံးရှိမှရက်ပြီးအိမ်ပြန်ဖို့မိုးတိတ်မဲ့အချိန်ကိုစောင့်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဘဲကဘယ်လိုရောက်လာမှမသိတဲ့စိန်ခံကားကြီးတစ်စီးသူ့ဘေးမှာရပ်လိုက်ပါတယ်။ခဏကြာတော့ကားထဲကမနောက်တိုင်းဝစ်စုံဝစ်ထားတဲ့ငယ်ရွယ်တဲ့ကောင်လေးတယောက်ထွက်လာပြီးမိုးအရန်တေးနေပါတယ်။မကိုအိမ်လိုက်ပို့ပေးမယ်။မြတ်ကလည်းရုတ်တရက်မဆိုတဲ့စကားကိုကြားလိုက်တာနဲ့ဒီလူကပါလဲငါလူចောင်းတူလေးတယောက်ကိုမလို့လာခေါ်နေတာဒါပေမဲ့အပြင်မှာကိုကလည်းအလုံးလုံးနေတဲ့သူဆိုတော့လူကြီးဆန်ဆန်နေတာပေါ့ဒါနဲ့မိုးရီထဲမှာကောင်းကောင်းလေးစိုက်ကြည့်လိုက်တော့မှတထေးရဲ့သားစောစောဆိုတဲ့ကောင်လေးဖြစ်နေတဲ့အတွက်ကားပေါ်တို့လိုက်ခဲ့လိုက်တယ်